နော်မိသားစုနဲ့ပြီးလို့ရှိရင်အိမ်သားလေးရမိတ်ဆွေတွေနဲ့အတူတူမန္တလေးကိုသွားတဲ့ခီးပေါ့သွားတဲ့ခီးကတော့တညအိမ်2ရက်မနက်အစောထွက်တယ်ပေါ့နော်ဘယ်လိုသွားမှလဲဆိုတော့တောင်ကြီးကျောက်စင်ပြီးတော့သူတို့ရွှေတိန်တော်ဝင်မယ်ရွှေတိန်တော်ကိုယ်တခါမှမရောက်ဘူးတော့လိုက်ကြည့်ရပေါ့နော်ရွှေတိန်တော်ပြီးတော့မန္တလေးမှာနောက်ရက်စိုက်စီးရင်ပြီးတော့နောက်ရက်ပြန်တယ်ပြီးခါကျတော့စင်ခေါင်းတောင်ဝင်နေရေချိုးတယ်ပြီးတော့ပြန်တယ်ပေါ့နော်လမ်းမှာတော့အိုင်နီမနက်သွားတဲ့ရက်တော့ရာသီဥတုကတော်တော်လေးကြည်နေတယ်ကောင်းငင်ပြနေပြီးတော့တော်တော်လေးလှတယ်တိမ်နေလည်းမြင်တဲ့အတိုင်းပဲပေါ့နော်တော်တော်လေးကိုလှတယ်လေးတွေပါလည်းမပြင်းဘူးပေါ့နော်အဲ့ဒါပြီးတော့ခါကျတော့မနက်စာအုပ်ပဲမှာစားလဲဆိုတော့ရွာငမှာစားတယ်လမ်းကဘယ်လမ်းကသွားလဲဆိုတော့ပင်တရလမ်းကနေသွားတယ်အဲ့တော့ဒီဘက်ကနေပြီးတော့လမ်းခွဲပင်တရလမ်းခွဲကနေပြီးတော့ခါကျတော့တခါဟိုဘက်ကြားနေပြီးတော့ပွေးလှကိုဖြတ်တဲ့နားကနေဖြတ်ပြီးတော့ရွာငံကိုသွားတယ်ပေါ့နော်ဒါကတော့ breakfast ကိုအဲဒီကားလမ်းဘေးကလက်ဖက်ရည်ဆိုင်မှာစားတာပေါ့နော်သူကတော့ခေါက်ဆွဲပြီးလို့ရှိရင်တဝူးကျော်မျိုးအကုန်ရတယ်ပေါ့နော်ရွာငံရောက်တော့မနက်စာစားတဲ့အချိန်က8နာရီကျော်လောက်ပေါ့နော်အဲ့တော့မောင်းချိန်ဘယ်လောက်ကြာလဲဆိုတော့9နာရီခွဲလောက်ကမောင်းနေဆိုတော့2နာရီခွဲလောက်ကြာတယ်ပေါ့နော်တောင်ကြီးကနေရွာငံရောက်ဖို့ပြီးတော့ဒီကတော့ရွာငံကနေပြီးတော့ဒီမန္တလေးဘက်ကိုဆက်သွားတဲ့လမ်းပေါ့နော်အရှိနာကအရှိရမှန်ကဒီအောက်ကဒီ tissue box ကြီးကကွယ်နေတဲ့ခါကျတော့ကောင်းကောင်းမမြင်အောင်သူကအဲ့ tissue box ကိုလည်းအောက်ကနေပြီးတော့သူကကတ်ထားတဲ့ခါကျတော့ကောင်းကောင်းမမြင်အောင်ပေါ့နော်အဲနောက်ထပ်တော့အဲ့လိုအရှိတဲ့ကနေမရိုက်ပွဲနဲ့ဘီနာလေးရပဲရိုက်လာဒါဆိုရင်တော့ဘီနာလေးရရိုက်လာပါတော့ဒါဆိုရွာငံသွားတဲ့ဒီရွာငံမန္တလေးကြားတဲ့တောင်ကျောတွေပေါ့တောင်ကြီးအထက်နဲ့တော်တော်လေးကိုလှတယ်ပေါ့နော် view ကအရန်လှတယ်ပြီးခါကျတော့သူကတောင်လေးရဲ့ပေါ်မှာသူကမြေသားသိမ့်မရှိတဲ့အတွက်အပင်များများမပေါဘူးပေါ့နော်တောင်ကတုံးလေးတွေအမှပြီးရင်ဒီမြက်ခင်းလေးတွေတချို့တောင်မှာတော့အပင်လေးတွေပေါက်တယ်လှတာတော့တော်တော်လေးလှတယ်ဒါကတော့တောင်တွေကိုကြည့်ရတဲ့ view ပေါ့နော်အဲ့တော့ဒီကနေပြီးတော့မန္တလေးကိုကျတော့ဒီအောက်ဘက်အနှင်ကိုဆင်းသွားမှာပေါ့နော်Like a subtle thrill, shadows dance on the windowsill. Concrete dreams in the glow collide. Breathe it in, let the waves decide. Streetlights flicker, a Morse code plea. Rise from the cracks in the street. Loose-lipped poets on cobbled ground. Every word a kaleidoscope sound. We're chasing nightlights in the city, spinning wild dreams out of pity. Every heart beats a brand new song. Time feels right if the world's not wrong. Echoes rewind, spin back the dial. Drunk on the charm of this retro style. Fingers snap, let the moonlight guide. In this city, we collide. Glass hearts tick to the beat they keep. Fog hides truth in a smoky sweep. Moments kissed by the amber haze. Soulstone stars light their reckless gaze. We're chasing nightlights in the city, spinning wild dreams out of pity. Every heart beats a brand new song. Time feels right, the world's not wrong.လမ်းတွေကတော့တော်တော်လေးကိုလှတယ်ပေါ့နော်ဒီဘက်ရှမ်းပြည်ဘက်နေကြ
လူတောင်မှမြင်လိုက်တာနဲ့ဝေါဆိုပြီးတော့ဒီလိုမျိုးအံ့ဩသွားတဲ့အနေထားပေါ့နော်။ရင်းနှောင်းကဒီဘက်က2ခေါက်3ခေါက်တော့အိတ်လန်းကသွားဦးလေ။ဒါပေမဲ့တိတ်မသွားတာကြတော့ဒီဘက်ကတော်တော်လေးကိုလှတယ်။လမ်းနေရလဲ2လမ်းသွားအောင်မှတော်တော်လေးကောင်းနေပြီပေါ့နော်ပြင်ထားတာဆိုတော့ပြီးတော့ကြောက်စိတ်ကိုရောက်တယ်နော်လမ်းမှာလည်းရွာလေးတွေကလှတယ်ကြောက်စိတ်ရောက်ပြီးတဲ့အခါမှာဒါတော့ကြောက်စိတ်ဒီဘက်အထွက်နာလေးပေါ့နော်အဲ့ဒါလမ်းမှာတော့စိန်ပန်းနေငို့ရနေနေပေါ့နော်ပြီးလို့ရှိရင်ပထမဆုံးတော့ဘယ်ဝင်မလဲဆိုတော့ရွှေသိန်းတော့ဆိုတာရွှေသိန်းတော့အဝင်လန်းအဲ့ကိုရောက်တဲ့အချိန်မှာအချိန်က17နာရီကျော်17နာရီ15မိနစ်လောက်ရှိပြီပေါ့ဒါကတော့ရွှေသိန်းတော့တင်းရရောင်းတဲ့ဒီငပြောပွဲတွေပွဲပြီးဖို့အတွက်ရောင်းတဲ့ဆိုင်တွေပေါ့နော်ဒါကတော့ပထမပိုင်းဖြစ်ပါတယ်ရှင်နောက်ရက်မှာဒါသူများတွေဘလို့ပူဇော်ပါတာချတဲ့ယုံကြည်မှုတွေနောက်တစ်ခြားမှလမ်းမတွေ့တဲ့အရာလေးတွေကိုတင်ပေးတော့ပါမယ်အားလုံးပဲအချိန်ပေးပြီးတည်ရှိပေးတဲ့အရာစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်နောက်ပိုင်းလေးကိုလည်းဆက်ပြီးတော့စောင့်မျှော်တည်ရှိပေးပါအောင်ရှင်အားလုံးပဲတတား